မိုင်ဆုံးခါဒီနေ့နနာကမုံငင်းချင်းအိမ်မှာလောက်တာလေးကိုလာပြီးမြဝယ်ပေးမယ်နော်နာတို့ဒီမလောက်ခင်မှာဆိုရင်တော့တရက်လောက်တော့နေလန်းတယ်ပေါ့နော်ဒီလိုနွမ်းနေတဲ့အနေထားလေးပေါ့နော်ပြီးရင်တော့အနေတော့ပိုင်းလေးတွေပိုင်းမယ်ပြီးရင်တော့နည်းနည်းလေးနယ်လိုက်မယ်ဒီလိုနွမ်းတဲ့ထိအနေထားလေးရောက်လာပြီးဆိုရင်တော့ရေကိုတေချာလေးပြောင်းဆင်အောင်ဆေးရမယ်ပေါ့နော်ဆေးပြီးတော့ပြီဆိုရင်တော့စကားလေးထည့်ပြီးတော့ရေလေးကိုတေချာလေးစစ်မယ်ပေါ့နော်ဒီနီးကတော့နနတို့ငငယ်တုန်းကအဖွားလုပ်တဲ့နီးပေါ့နော်ဒါလေးကိုပြန်ပြီးလုပ်တာပါအရင်ဦးဆုံးကတော့စားလေးကိုထဲမယ်ပေါ့နော်ပြီးရင်တော့ငရုတ်တီးမုံလေးကိုထဲမယ်ငရုတ်တီးကဒီငရုတ်တီးတော့ဆက်တော့မဆက်ဘူးပေါ့နော်ပြီးရင်တော့အယောင်တင်မုံလေးထဲမယ်ပြီးရင်နနွမ်းမုံလေးနည်းနည်းထဲမယ်တချို့တော့ထဲလားမထဲလားတော့မသိနော်နနတို့တော့ထဲတယ်နာကချိုတဲ့အရာဒါလေးနည်းနည်းလေးပါချင်တယ်ဆိုတော့ကြိုထားတဲ့ဂျန်တကာလေးကိုနည်းနည်းလေးထည့်လိုက်တယ်ပေါ့နော်အကုန်လုံးစုံသွားပြီဆိုရင်တော့အာရပါရလေးနေလိုက်ပေါ့နော်အရာဒါလေးစုံလောင်လို့ဒီလိုအနေထားလေးရပြီဆိုရင်တော့ကိုထဲမဲ့ဘူးလေးထဲမှာထည့်ပြီးတော့3-4ရက်လောက်ဆိုရင်တော့အစားလို့ရပြီပေါ့နော်ငယ်ချင်းတို့လည်းလှုပ်စားကြည့်နော်